အားလုံးနဲ့ယဉ်နေပြီးသားဖြစ်တဲ့ဒီဇင်ဘာလကိုတမူထူးခြားတဲ့လဖြစ်စေတဲ့ခရစ်တော်ရဲ့ဖွားမြင်ခြင်းနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်ဒီကနေ့ကျွန်တော်ဖတ်မယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး9အငယ်14-15ထို့ကြောင့်ထာဝရဘုရားသည်ကိုယ်တော်တိုင်နိမိတ်လက္ခဏာကိုတင်တော်အားပေးတော်မူမည်ကြည့်ရှုလော့တရောသမီးကညာသည်ပရိတရေရွှေယူ၍သားယောက်ျားကိုဖွားမြင်လေတဲ့ထိုသားကိုအမနွေလအမေဖြင့်မေးရလေတဲ့ထိုသူသည်မကောင်းသောအရာကိုပယ်၍ကောင်းသောအရာကိုရွေးယူတတ်သည့်တိုင်အောင်နှုတ်ခမ်းနဲ့ဘုရားကြီးကိုစားရလိမ့်မယ်ဒီကနေ့ဒီတမန်တရားကိုအခြေခံပြီးတော့ခေါင်းစဉ်တပ်ပြီးဝေငှချင်တာကတော့ခရစ်တော်ဖွားမြင်ခြင်းနဲ့ရှိသောဝိညာဉ်ရေးရာသင်ခန်းစာတချို့ခရစ်တော်ဖွားမြင်ခြင်းနဲ့ရှိသောဝိညာဉ်ရေးရာသင်ခန်းစာတချို့ဒါရောက်တန်းတဲ့ဖခင်ကောင်းကြီးပေးပါစေဆုတောင်းကြရအောင်ကောင်းကင်ဘုံရှင်ကျွန်တော်တို့ဖ2020နောက်ဆုံးလဒီဇင်ဘာလဤဒုတိယနေ့မှာကျွန်တော်တို့ကိုတော်ကပို့ဆောင်ယုံတင်မကနောက်ကပတ်တော်အဖြစ်ခွန်အားယူတဲ့အစီအစဉ်မှာလည်းပဲခရစ်တော်ဖွားမြင်ခြင်း၌ရှိသောသင်ခန်းစာတချို့နားထောင်ရတော့ခွန်ကျွန်တော်ကိုလည်းဝေငှရတော့ခွန်ကိုတော်ပြီးတော့ကြောင့်ယေရှုတင်တယ်ဈာနာတော်သူအားလုံးအထဲ၌သဘောပေါက်နားလေစေပါအစိပ်ပြီးကပညာရှိများတိုးထင်းများကခရစ်တော်ကိုကိုယ်ဖို့လာကြပြီးကိုယ်ကိုယ်တဲ့အတိုင်းဒီနေ့ဈာနာတော်နှုတ်ကပတ်တော်အဖြစ်တဘောပေါက်ချင်းတတ်တယ်မဟုတ်နားလေချင်းတတ်တယ်မဟုတ်ခရစ်တော်ကိုကိုယ်တဲ့အထစ်မြင်တွေ့ပြီးကိုယ်တော်ခြေတော်ရင်း၌ဒူးထောက်ပြီးကိုယ်တော်သူများဖြစ်တဲ့အထစ်ကိုယ်တော်ကကောင်းချီးပေးပါမယ်အကြောင်းသခင်ယေရှုနာမကိုမြည်ပြုပြီးတောင်းလျှောက်ပါသည်ဖဖျားသခင်အာမင်နဲ့တချင်းဆိုတာတော့ပြီးရင်ကောင်းမှထင်တယ်နော်ခရစ်စမတ်လဖြစ်တော့ကြောင့်ဟောတခြားတချင်းတွေဒါဆိုတာဒီလည်းနဲ့နော်ဆောင်းရတီမှာတကယ်ပဲအရွှတ်ကျဲနဲ့နေတယ်လို့ဖြစ်နေတယ်နော်တကယ်ပူလောင်တဲ့အချိန်မှာကုတ်အင်ဂျင်နဲ့နော်ရေကင်းနဲ့တွားတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါကြောင့်ကျွန်တော်တို့ကျမ်းစာကြောင်းသားတွေဖြစ်တယ်ဆရာတွေဖြစ်တယ်ကာလနဲ့ပတ်သက်ပြီးတော့အချိန်ကာလနဲ့ပတ်သက်တဲ့ချင်းတွေလည်းရွေးတဖို့လိုတယ်နော်ဒီနေ့တချင်းဆိုတာကြားဘင်္ဂလောမှာကျွန်တော်နေတော့ငါကိုတရိရတယ်အဲ့ဒါဒီဇင်ဘာ25ရက်နေ့မှာကိုကျွန်တော်တို့သူငယ်ချင်းတဲ့သူက MD ဖြစ်နေတယ်သူအဖေကအင်္ဂလိပ်သူအမေကကလာအမှန်စစာတာတော့ engineering college တက်တာဒါပြီးမဲ့မကျန်းမာလို့တော်ပြီကျွန်တော်မတက်တော့ဘူးဆိုပြီးတော့ကျန်းစာကြောင်းလာတက်ပြီးတော့ MD ဆရာဒီချက်တော့အင်္ဂလိပ်ကောင်းတယ်နော်အင်္ဂလိပ်တာတော့အဲ့တော့ NHS from boys ယောက်ျားဖက်ကလည်းတချင်းတပုတ်ရွေးပါဆိုတော့ငယ်ချင်းတယောက်ထန်တန်းပဲတယ်မတ်တရပဲ the all rocket cross ဝေလာတော့တောင်ကုန်းပေါ်ဆိုရအောင်တယ်အဲ့ဒါနဲ့ကာလတွန်ကလည်းငယ်ချင်းခမရအနေပြီးဒါခရစ်စမတ်နေ့လေဖွားမြင်ခြင်းနဲ့ပတ်သက်တဲ့အရာကိုခမရရွေးပါလားဆိုတော့ဟုတ်ဘယ်ခင်မြို့လဲကာရာနီယာဆက်တွေ့နေတယ်အငင်းကတော့တော်တော်တန်တယ်အဲ့ဒါနဲ့ပြေးတာနဲ့ကျွန်တော်ကာလတွန်ကကြည်ပြောပေးပါဦးနဲ့ကျွန်တော်လည်းသူ့ကိုပြောတယ်မဟုတ်နဲ့အဲ့ဒီကာလတွန်ကိုငါတမိတကဆရာလို့သူပြောတယ်နော်ဒါကြောင့်ယာတီအလိုက်နဲ့ကာလအလိုက်နဲ့တချင်းဒီကိုရွေးတတ်ဖို့လိုတယ်နော်ဒါကြောင့်ဒီလအတွင်းတော့ဖွာမြင်ချင်းနဲ့ပတ်သက်တဲ့ချင်းလေးတွေဆိုမကောင်းဘူးလားဒါနော်ကဲဒီနေ့အဲ့ဒါဝေငှဖို့စိတ်နှလုံးသားထဲမှာ
no so the Jonginga, Amiai Shin. Miasua Toteroga, Puamindo Mudo, Carito, Night Sequence Samu, Machivene, Charismat Ne Yeti, no? And them ne. Adema, a penis integration do Mabe, no? Luxamu Mabe, at a sequence Sade Ludita Amiare. Now, should December, no? Each 2 million December, at the Lotero Pure Kama, December la go Popiro, 2 million Shirakara, December lama, no Chare Nindi Mo Babu. Balesona, poor Mindo Muto, Carito Jump Pipare, the Menela, Dr. Chizung Big Lade. Oh, Carito Bene, poor Minale Soda, Jan Samalu Mapabu, Batong Le Soda, Eddie Nayako Ludiga, Pogo, my so yin low so piro, Janota Coway, Hado, they call the hello. That's all. Poor Minle Nays of Ma, Jan Sama Mapabi, me, Christmas la, so piro, Dizimbala, the same I yet net, the Christmas la, Dizimbala, Take, go with the Lumiashi. ကိုကိုတဲ့လူအများကြီးရှိတယ်အဲ့ဒီနေ့မှာပဲဖျားကြောင်းတော်တဲ့လူကရှိတယ်အဲ့ဒီနေ့မှာပဲချီးမွမ်းတဲ့လူကရှိတယ်အဲ့ဒါမျိုးမဖြစ်ဖို့ရအတွက်ကျွန်တော်တို့နားလေတင်တဲ့အရာအများကြီးထဲကနဲ့ခရစ်တော်ဖွားမြင်ခြင်း၌ရှိသောဝိညာဉ်ရေးရာကောင်းကြီးများတစ်ချုပ်ကိုသင်ခန်းစာတစ်ချုပ်ကိုဒီကနေ့ဝေငှဖို့ပြင်ဆင်ခြင်းဖြစ်တယ်နော်ကဲကျွန်တော်တို့နားလည်ဖို့ရသူဤဖွားမြင်ခြင်းဒီအန်အောဘွေတရေတီခြင်းဖြစ်တယ်ကဲခရစ်တော်ဖွားမြင်ခြင်းနာကျွန်တော်တို့တာမန်လူဒီမိဘနှစ်ပါးဘောင်းတင်ဆက်ဆံခြင်းအပြင်တရေတီပြီးတော့ဖွားမြင်တာနဲ့မတူဘူးအန်အောဘွေတရေတီခြင်းနဲ့ဖြစ်ဖွားမြင်ခြင်းဖြစ်တယ်ဆိုတာပထမဆုံးကျွန်တော်တို့နားလည်ဖို့လိုတယ်ဝိညာဉ်တော်က prophet Hosea အဖြစ်အခုနဖတ်တယ်ကြည့်စုလို့တရိုးသမီးကညာဒီပရိတရေရွှေယူ၍တားယောက်ျားကိုဖွားမိလတာဒီကနေ့နားလည်ရအောင်ကျွန်တော်တို့ဟာအလင်းနဲ့ထားတဲ့အရာတကိကိုတွေးတော်စဉ်းစားတဲ့အရာကိုမထားပဲမစဉ်းစားပဲနဲ့နေတတ်ကြတယ်နော်အဲ့ဒါကြောင့်ကောင်းကြီးရတဲ့လို့မရနိုင်ဘူးခိုင်ခတ်တဲ့လို့မခိုင်ခတ်နိုင်ဘူးတိုးတက်တဲ့လို့မတိုးတက်နိုင်ဘူးအဲ့ဒါကြောင့်ဒီကနေ့နားလဲစေချင်တယ်တရိုးသမီးကညာရီပရိတရေရွှေယူ၍တားယောက်ျားကိုဖွားမြင်တယ်တရိုးသမီးကညာအဲ့ဒါဟာအလေးအနက်ထားတဲ့အရာဖြစ်တယ်ကဘာဝကစားတိကနေအထိဘယ်မင်းမအပြုတ်ကညာလို့ခေါ်လို့မရဘူးကျွန်တော်အမေကတော့အပြုတ်ကညာပါလို့ပြောနိုင်တဲ့လူတယောက်မှမရှိဘူးအဲ့ဒါကိုဒီကနေ့နားလေရအောင်အဲ့ဒါဟေဘဲမှာဆိုတဲ့အလ်မာအဲ့ဒါအလ်မာဆိုတဲ့စကလုတ်အနက်ဒီပေကြည့်တဲ့အခါမှာယောက်ျားလုံးဝတီကိုမတီတော့သူယောက်ျားနဲ့ဘောင်းပေါ်ဆက်ဆံခြင်းမရှိတော့သူနောက်ဂရိတ်မှာဆိုတော့ပါတန်နိုစ်ဆိုတဲ့အဒါလေအပြုတ်ကညာစင်စစ်ယောက်ျားတီကိုမတီတော့သူနော်အဲ့ဒါကြောင့်ဟေဘရုစကလုံးဂရိတ်စကလုံးကအဲ့ဒါကိုစင်လင်းစွာဖော်ပြပေးတာကတော့တကယ်အပြုတ်စင်စစ်အပြုတ်ကညာဖြစ်နေတယ်ဒါကြောင့်ဒါဟာလူအဖြစ်မဖြစ်နိုင်တဲ့အရာကျွန်တော်တို့ဤဦးနောက်အဖြစ်စဉ်းစားလို့မရတော့ကြောင့်လက်မခံမှုဆိုတာမျိုးကိုတော့ကျွန်တော်တို့ကဖယ်ရှားတင်တယ်ဘာကြောင့်လဲဖယားတခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ဒါပေမဲ့အဲ့ဒါတဲ့ပို့ပြီးနေတဲ့အရာပါလဲအပြုတ်ကညာမခ
ริตโตอีโกขันดาโกปินสินปีปีละพยาลูซาติขันอยู่องโลกเช่นน่ะโปปีละเน็ตเนโตอายาพิษเลยดาก็จะนรกอาลุงกับตะโพปโพโลเดดาจังพยาตะกิงกูแต่งกับตุยอมดิอานันดาตะโกomnipotent เนาะพยาพิชินาพินเนี่ย omniscient อานันดาญาณอานันดาญาณสินพิชินบินพันธีโตอายาพิษเนี่ยดาก็จะนรกะลิลิเน็ตตะโพปโพโลเดดาจังอภิตยาคะตีชินเตมาชินีเดจะนรกลูตามยาพยาตะกี้อันยัตโตตะตยาสินชินเทมาชินีเดจะนรกลูตามยากูยืนเอาเมลูฮาเบตุเลเจ้าเจ้าตัวไปยินลูตาตะตะเบดาบิเมอานันดาตะโกชินเนอานันดาเมียนสิงโกตังกะพันติชินาพิมวยลาโตตุพิตโตจังตัวพยาลู God man พยาลูพิษละเลยนะแต่ถ้าอันอสากอนเลยจะนอแม่นำเดียวเลยคริตโตผัวมินชิมคันกินมากองกินมาพยาลูไม่ใช่กูพยาเนี่ยนาวิงินพิโตกองกินตมันดีเบสิเลยนาวิงินอาภิเบสิจัดมีจีปอมาเลยพยาลูไม่ใช่กูอภิตาลูตาเบสิเลยดาพิเมจีสุโลตโรตมีกังยาดีปริตเรสวยอยู่ยัยตายเอาจาก็ผัวมิเมโลเฮเชียอาภิวิงินโดก็โจจิมปีโลเปียวตัวเดอทัยเอ็ดมาพยาอานันดาตะโกอานันดาเงียนอาภิมาเรียใบเทมาเตอิงเทมาพันธีปีเดแต่ต้องผัวมินเดก็มาตัวพยาลูขันดาโกอาภิลูซาติอาภิลูขันดาโกอาภิพยาติชิลาเรดาริโกเลเลนันตะบอปพยันจันโรสินซาบูจาดละจันฟลามมันนี่เด็กค่ะเกตินชินซาอุจันเยโรเมโซเด็กค่ะเยซูคริสต์ลูพิพยันโลอัดเดอจองยินดีซาอุเดมยาพัดเด็กค่ะมาพยากรรมเนี่ยสิปนเสระเอริกาเนี่ยสินซาบะพยาลูบาเลเอเดนอุยมาพยากรพันสินตาระอาดัมเนี่ยเอวะแต่ว่าพยาเนี่ยติดสามชีเบนเนี่ยปัทมาสันตัดเดเชิงมาเป็นเลนแต่ว่าปิวเลตัวเนี่ยได้เจ้าเจ้าจ้ามาพาเบนเนี่ยพยากูแต่งก็มิงมาอีเทมาตูลูกูพันสินปีละลูตาดีกูเก็บพวกอย่างด้วยเตรียมปีละนักกูก็ได้พันสินชิมพิดากูจะนอนด้วยอะไรได้จังมิงมาดีเจ้าจันเนี่ยตันตูไม่ยันยันพยาก็ปิวลูเลยบ้าจังซาตันก็เลสาเดกับปัทมาสงปิวเลตัวละมิงมาได้จังมิงมาเอดิชิงก็ซาบีเจ้าจันเนี่ยตันตูพิพโกพยาก็คนไม่ปิวดอกดาบีแม่พยาลูพิพเจ้าจ้าป่าพกหกเปียมูเจ้าจ้าเลยเบมิงมากับปีเดียโกพยานกกับตัวปิญญาตัวเทพปีเราตามโพธาปิจติสามสีตัวเจ้าจ้าตัวเลยป่าพกมาพิเปียนดอกบูดาเจ้ากลาติลีอังเอลีงากวิญญาณก็พอลัวพิเยราจะนรกด้วยเลยอชิงกาลาสิโตค่ะมิงมาวันในปริตเรยูเยผัวมิยาโตตาโรโกพยาดีสิลตมูอีเอ็ดฮาเบกายูดเลก
กระเป๋าจะตะการจิตต้องอังเงใส่งามามิงมาอมิโออเนดีมวยอูกองโกจิแม่ยาวจ้าอมิโอเนลมาพาหูมิงมาอมิโอเนดาจังคดีตัวผัวมินชินะอันอ้อบุยกองเลยดาจังจะนรกจันทร์สัจงจะได้ข้ามา Doctrine of Christ คดีตัวในปัตตะเดช่องยาดีจะนรกตินได้ข้าดาดีฮะลีเน็ตเนี่ยจะนรกลีลาพูดเลยดาจังMDDจะนรกทีมปีแรกข้ามา incarnation ก็พัฒนาส่ง assignment มาจะนรกดีปีท่าเลยโอเค now จะนรกบาเปลี่ยนด้วยเลยมิงมาพัวต่อตาพิยานเยซูว่าอธุตเป็นคุยกันปีผิดเลยนะอาดัมได้เอวมาพันสินกินกระเรกันเนี่ยคาริตัวมิงมามวยต่อตาพิปยันอธุคุยกันปีตาผิดเลยสุราจนเรากันน่าเลยพูดเลยบ้าจังเลยคาริตัวกูใจกันนิกดิมาสิมาพิโอได้ยาสิยอหันตรงอังเกช่องมาZati muito ayadi zati pidi ke apinda piule pito lu zati pe atesin to du apin phwamin tu le zati phide muai gati ga no chanoro apinda muai la de twe chaw apit ne muai la to tu phit ne apidi pyasi chin khan pi roผัวมินลาต่อตูพินเนสินทราบะ now อภิปิมวยลาเลียนอภิปิตรีตีเมอภิกะปุงตุนชินคันเนอภิตาสระอภิกะปุงตุนชินคันต่อตูฉะนั้นเราอภิปิตรีตีเรอภิปิมวยลาเรแต่พี่อภิกะฉะนั้นเราก็ปุงตุนละเงี้ยตรงอ่ะเสรีตัวเราไม่ใจบูจะลาเราเจ้าเนี่ยเงี้ยตรงอ่ะยามพิษมันจะกูตายามพิษลาเนี่ยเงี้ยตรงอ่ะมุกตาเปียวเราไม่รู้ชิมลงไปน่ะมุกตาเปียวตัวตุพิษลาบ้าเจ้าอภิกะปุ่งทุนลาเนี่ยแกดาวจ้าดีกันเลยน่าเลยอ่ะอ๋อซาติอาภิมวยผมไม่ผิดเอาယောက်ျားတွေးပါပြနော်မွေးဖို့မဖြစ်တော့ဘူးဒါကြောင့်ဘုရားသခင်ကတန်ရှင်းတော်ဝိညာဉ်တော်အပြင်မာရီကိုလွမ်းချုံတယ်တန်ရှင်းတော်ဝိညာဉ်တော်ဤတကိုးနဲ့လွမ်းချုံခြင်းအပြင်မာရီဘိုက်ထဲမှာခန္ဓာကိုအတိတ်ကိုတီဆောက်ပေးတယ်အဲ့ဒါကိုယူတည်ဆောင်ရွက်ပြီးတော့ခရစ်တော်ဟာဖွားမြင်လာတဲ့အခါမှာယောက်ျားတူအနေနဲ့ယက်တီလာတယ်ကျွန်တော်တို့ကိုကဲတင်နိုင်တော့ဖယားလူဖြစ်လာတယ်။နောက်ယူတာဖြူရှင်တော်သူဖြစ်လာတယ်။မွေတောင်းတဲ့ကစားပြီးတည်တဲ့အထိအပြစ်မတိဘူးအပြစ်မရှိဘူးအပြစ်မလို့ဘူး။နှုတ်ထွက်မှလည်းပဲအပြစ်နဲ့ပတ်သက်တဲ့စကားတခွန်းမှမရှိဘူး။အဲ့ဒါကိုကျွန်တော်တို့ကသဘောပေါက်ဖို့လိုတယ်။နောက်အဲ့ဒါမှကျွန်တော်တို့အန်အောဘွေကောင်းဝိညာဉ်ကောင်းခြင်းမင်္ဂလာတစ်ခုရှိတာကဘာလဲဆိုရင်ပေါင်းဆက်ခြင်းဟာအနောရှာကောတယ်ပေါင်းဆက်ခြင်းရှိတယ်တကယ်အနောရှာကောတာကဘာမျိုးပေါင်းဆက်ခြင်းရှိတယ်လဲအကန့်အသတ်မရှိတော့နာဝိညာဉ်နဲ့အကန့်အသတ်ရှိတော့လူဤခန္ဓာကိုပေါင်းဆက်လာတယ်စဉ်းစားဘူးလားnow ตีมาตีနိုင်တော့နာဝိညာဉ်နဲ့ตีနိုင်တော့လူဤခန္ဓာကိုပေါင်းဆက်ခြင်းရှိလာတယ်။ now မပျက်စီးနိုင်တော့အရာနဲ့ပျက်စီးနိုင်တော့အရာဖြစ်ပေါင်းဆက်ခြင်းရှိလာတယ်။ now ဖယားရဲ့ပကတိနဲ့လူဤပကတိဟာကိုယ်ခန္ဓာတစ်ခုထဲမှာတည်ရှိလာတယ်စဉ်းစားရအောင်နောက်အချင်းကာလနဲ့နေရာဒေသချီနှောင်ချင်းတဲမှာရှိတဲ့သူနဲ့ချီနှောင်လို့မရတဲ့သာဝရအားပေါင်းစပ်ပြီးတည်ရှိလာတယ်စဉ်းစားရအောင်ကျွန်တော်မဲရမ်းပြောတယ်
ကောင်းကင်နဲ့မြေကြီးကမဆက်နိုင်အောင်ကြီးမားတဲ့တကုရှင်ဘုံကုန်တည်ရှင်ဟာယခုတော့မိခင်နဲ့ရင်ခွန်မှာလဲလျောင်းတော်သူဖြစ်လာတယ်ကြည်ဆိုလားတရောတမိကညာဒီအပြုတ်ကညာဒီပရိတရေယူပြတာယောက်ျားဖွားမင်းဒီကနေ့ကျွန်တော်တို့အဲ့ဒါဒီရောဝိညာဉ်မျက်စိအပြမြင်ကြလားကောင်းကင်နဲ့မြေကြီးကမဆက်နိုင်အောင်ကြီးမားတဲ့အာနန္ဒတကုရှင်မိခင်ရင်ခွင်မှာလဲလျောင်းလာတာဒါတိမကဘူးနေလာခြေမြတ်နဲ့ကဘာလုံးကြီးကိုဖန်ဆင်းရုံတိမကလွတ်လပ်လာဟာမှာချိတ်ထားတဲ့အဲ့ဒီပုံကူဟာကြီးထွားဖို့ရအတွက်မိခင်နှုတ်ဆုတ်တော်ကလေးတို့ရဲ့ပြဖွားမြင်လာတယ်စဉ်းစားရအောင်နော်ဒါကြောင့်ခရစ်တော်ဖွားမြင်ခြင်းလို့အန်အောဘွေကောင်းတာဖန်ဆင်းခြင်းမှာဒါအန်အောဘွေကောင်းဆုံးပဲအဲ့ဒါကိုနာမထောင်ခြင်းတဲ့ခရစ်စမတ်ဒီဇင်ဘာလပဲဟမ်ဗမာပြည်လူဒီတချင်းဆိုတာဒီကတော့တချင်းဆက်တာတဲ့တခါတလေတော့နားမထောင်ကြဘူးကျွန်တော်ဖျားမဖြစ်တာတော်တော်လည်းကံကောင်းတယ်လို့ပြောရမှာကျွန်တော်ဖျားဖြစ်လို့ကတော့တို့ကိုတချင်းမဆိုခိုင်းအကုန်လုံးပိတ်ပလိုက်မှာနော်ကဲစဉ်းစားပါနှုတ်ဆုတ်ကလေးတုံငယ်ဖြစ်လာတယ်။အိုးအန်အောဘွေမွဘာလဲဖွားမြင်ချင်းပါလားအန်အောဘွေမွေးဖွားချင်းပါလားဒါကိုကောင်းစိတ်ဝင်ငါပြင်တဘောပေါက်ရင်ကအန်အောမယ်မချီးမွမ်းလို့မရတော့ဘူးဒါကြောင့်ဟေရှာကအပြုတ်ကံကြရီပရိတရေရွှေပြီးသားယောက်ျားကိုဖွားမြင်မယ်ပြောတဲ့အတိုင်းပြီးဆုံးလာတယ်နောက်တစ်ခုကျွန်တော်တို့အတွက်ခရစ်တော်ဖွားမြင်ခြင်းနဲ့သင်္ကန်းစာပါလဲနှင်းချတော့မျိုးယူထဲကနဲ့ရှင်းသက်လာတယ်ရှင်းစားပါမင်းသမီးဒီမင်းညောင်မင်းတွေဒီမင်းမြမင်းတို့တဲ့ကမင်းမတယောက်ဒီလို့မပြောဘူးမင်းသမီးဒီပရိတရေရွှေယူပြီးတော့တာယောက်ျားဖွားမိမယ်လို့မပြောဘူးမော်ဒယ်မာဒီလို့မပြောဘူးခဲနဲ့အငေးပညာတတ်တဲ့အမျိုးသမီးဒီလို့မပြောဘူးအပြုတ်ကညာဒီကနေ့နားလေရအောင်ကျောင်းသူဒီနာထုံးတဲ့မင်္ဂလေးဒီအားလုံးမာရီယာကုံတီဟာအပြုတ်ကညာဖြစ်ခြင်းနဲ့အမင်းဆုံးတော့ကုံတီဟာဘွေကလေးရတယ်ဆောဘောမျိုးလားမင်းမြောင်မင်းတွေလားမြို့ကြီးသူလားအမေရိကပြန်လာတာလားမဟုတ်ဘူးမာရီအမင်းဆုံးကုံတီဟာအပြုတ်ကညာအပြုတ်ရှင်ရှိဖြစ်ခြင်းဖြစ်တယ်ဒါကိုဒီကနေ့နားလည်ရအောင်ဒီကနေ့သဘောပေါက်ကြရအောင်ကျွန်တော်တို့အဝတ်အစားကျွန်တော်တို့ကုံတီမဟုတ်ပါဘူးလေပြမကျွန်တော်ချိတ်ထားတဲ့ရွှေထားတဲ့ရွှေကြိုးဒီအဲ့ဒါမှကျွန်တော်တတ်တဲ့ရှင်ဒီကြောက်ဒီဟာကျွန်တော်တို့ကုံတီမဟုတ်ပါဘူးကျောင်းမှာကျွန်တော်တီးယူလို့ရတဲ့ဘွေရကျွန်တော်တို့ကုံတီမဟုတ်ပါဘူးကုံတီရပါလေတန်ရှင်းရှင်းချင်းဒါပေမဲ့မာရိယာဘသူလဲတကယ်တမ်းဆိုတော့တော်ဝန်အမျိုးဖြစ်တယ်နော်တော်ဝန်အမျိုးတွေ
ရှင်လောကခရီးဝန်ကျန်ကျွန်တော်ဖတ်ရင်မာတဲဖတ်ရင်ဒါဝိစင်ဘရင်ဤနော်အမျိုးအနွယ်ဝန်ဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ကတော်ဝန်အမျိုးအနွယ်ဒါဝိမင်းကြီးအမျိုးအနွယ်ဝန်ထဲကမင်းမသည်လို့မပြောဘူးအပြုတ်ကညာအဲ့ဒါကိုမတည်ဒါကိုဒီကနေ့နားလေရအောင်ဒီကနေ့သဘောပေါက်ကြရအောင်ဒါကြောင့်ကျွန်တော်ကြောင်းတက်တဲ့အခါမှာကျွန်တော်စိတ်နှလုံးဟာခရစ်တော်အတွက်တန်ရှင်းသလားကြောင်းရှိကန်ရှိလို့ဒါကျွန်တော်တို့ဟာစိတ်နှလုံးကတော့နော်အပြိုမဖြစ်တာကိုဖျက်ဆီးပြီးတော့နော်အဲ့ဒါလို့အသက်ရှင်ခြင်းတဲ့ယူမျိုးနဲ့ကျွန်တော်တို့ကြောင်းတက်တာလားအဲ့ဒါဆိုတော့အဲ့ဒါမမှန်ကန်ဘူးဖယားစိတ်နှလုံးကြည့်တယ်ဒါကိုဒီကနေ့ကျွန်တော်နားလေရအောင်နောက်ကျွန်တော်တို့ပြန်တွေ့ပြီးကြည့်ရအောင်မာရိချိကနဲ့ကျွန်တော်တို့သင်္ကန်းစာပါလဲဆိုရင်စိတ်ပိုင်းဆိုင်ရာခွန်အားပြီးတော်သူဖြစ်တယ်ရှင်လောကခရီးဝကျမ်းအခန်းကြီး1အငယ်46ငါစိတ်နှလုံးသည်ဖယားသခင်ကိုချီးမွမ်းနေမလေးဘူးနော်ယောက်ျားလည်းမရခင်မပိုက်ကတပီပီကြီးလာတယ်ရက်ကွက်ကဘလို့လောင်ပြောင်ချမလဲဘလို့ကဲရဲ့ချမလဲစဉ်းစားပါတို့တုံးရဲ့ချင်းဒီကလည်းအန်အောချမယ်ရှက်ချင်းမရှိဘူးကြောက်ရွံ့ချင်းမရှိဘူးငါစိတ်နှလုံးထဲဘုရားသခင်ကိုချီးမွမ်းနေကျွန်တော်တို့ဟာခရစ်တော်ကိုပိုင်ဆိုင်တော်လူတစ်ဖြစ်တော်ချောင်းစိတ်နှလုံးအပြင်ဘုရားသခင်ကိုတကယ်ချီးမွမ်းကြလားခရစ်မတ်နေ့မှာခရစ်တော်ဖွားမြင်ခြင်းနဲ့ပတ်သက်ပြီးချီးမွမ်းဖို့ပြင်ဆင်တဲ့လူတွေကိုစိတ်နှလုံးကိုမြဲကြစမ်းပါခရစ်တော်ကိုတကယ်ချီးမွမ်းကြသလားတချို့ဒီကတော့လောကီပညာကိုချီးမွမ်းကြတယ်စီစဉ်ကိုချီးမွမ်းကြတယ်သူတို့ရဲ့ဘာသာရေးကိုချီးမွမ်းကြတယ်အဲ့ဒါဒီဟာအဲ့ဒါခရစ်မတ်မှာဖယားကိုပြင်စီတဲ့မာယွန်းတော်စိတ်နှလုံးဖြစ်တဲ့ဆိုတာဒီကနေ့သဘောပေါက်ရအောင်ငါစိတ်နှလုံးဒီဖယားကိုချီးမွမ်းနေလူဒီကကဲရတာတွေဝေဖန်တာတွေအမျိုးမျိုးပြောတာအရာတွေသူကအဖက်မလုပ်ဘူးဖယားပဲချီးမွမ်းတယ်ကျွန်တော်တို့စနတီပီထားမြပြီကဘီတကာဘီမင်းတကာမင်းအပင်ချီမျိုးချင်းကပြီးတော့ခရစ်တော်ကျွန်တော်တို့အထဲမှာချင်းဝတ်တဲ့တကယ်ချင်းဝတ်ကြလားကိုမိပါနောက်ဘာပြန်ပြောလဲနောင်ကာလ၌ခတ်တင်တော်လူတော်ဒီအရှင်ဆက်ငါကိုမင်္ဂလာရှိတော်မင်းမဟုပြောကြလိမ့်မယ်ဟလားငါကိုမင်္ဂလာရှိတော်မင်းမလို့ပြောကြလိမ့်မယ်လောကီရဲ့ပတ်သက်ရင်ချမ်းသာတော်ကြောင့်ဘယင်မျိုးနွယ်ဖြစ်တော်ကြောင့်မင်းမျိုးမင်းနွယ်ဖြစ်တော်ကြောင့်မဟုတ်ဘူးခရစ်တော်သူအထဲ၌တရေတီတော်ကြောင့်ကိုကျွန်တော်တို့ကိုတိုင်ကတော့ခရစ်တော်ကိုတိုင်ကပိုင်ဆိုင်ပြီဘယင်တကာဘယင်မင်းတကာမင်းဖြစ်ပြီအဲ့တော့ငါကိုလူဒီကမင်္ဂလာရှိတော်သူလို့ပြောမယ်ဆိုတာမာရိကပြောနေကျွန်တော်တို့ကိုနှလုံးသားကအတိပြုတ်ကလားပတ်စံနဲ့ပြောနိုင်တာလားဟောတကောစိတ်တော်လွန်းလို့ဝိညာဉ်သမီးလည်းဖြစ်တယ်သူအဖေလည်းတစ္ဆာရှိစွာဖြင့်ကျွန်တော်တို့နဲ့ဖာကမအမှုတော်ဆောင်တော်သူဖြစ်တယ်ဒီကြောင့်ကလည်းပြီးဟိုမှာလည်းဖယားကအန်အော်ပဲတုံးပြောတယ်ပြတော့ဒီမှာလာပြီးတော့စင်ကာပူသွားမယ်ဟာဘာသွားလို့လဲ
撒旦ตอนนี้จะเปียวกวยตัวแม่ล้อกะไม่ปุ่งแท้กะงวยกตัวชามาลามาอัตวยจุงยาซาตานเนี่ยลูกชามุมาบ้าอัตวยจุงตัวชาอุมาเลยดีงวยสิโลสิงคโปร์มาจากมิงกลาสิโตตุมาบุมีอัฐมาสิเลยคริตโตจากมิงกลาสิโตตุนกปัดโตขันยูมีพิจารณามิงกลาสิโตตุพิจารณาตบมาพอกุลาสิกตาอาโตระบาเป็นบาบาจีอาชิมปีพวกยันสุดอมาไม่ต้องบูอาชิมปีองสุดอมเลยอาชิมปีองสุดออาชิมปีพวกสุดาขนาดเพียวซาตันกับมิงก็เพียสิบเซ่โซปีเรางาตัวปีละจู่ๆไปคนไม่พิวอะไรนะตัวเดลามาตัวบุรุษมาตีบุดารีคุยมันน่ารู้เพียวยามาแล้วเปลี่ยนตัวไปสุดาละเสียดีก็จะนอชิมาเราขมิ้นเราโน้ตตาปีละเลยนะเอราเดียมันพังกันบุนะเอราจะนอตัวมีมันมาตีมาตัวมันนอไปจะเราพากันยกตัวอย่างเปลี่ยนตัวบีจะนอสิกชันตาสิงคโปร์ยาวมาอเมริกายาวมามิงกลาสีดามองบูBTA บวยามา MTA บวยามามิงกลาสีดามองบูคริตโตสีโตตุมิงกลาสีโตตุพิเดฮาเลลูยามารีเซนลงกับขันซาเนี่ยแต่จะนอนก็ขันซาจ้าดีก็ได้ด่ากันอะไรอย่างแค่น่าตะคุจนจีอ่ะคริตตัวพ่อมินชินดีมีก็มีนิ่งชาชินพิเดคริตตัวเนี่ยปัตตบิเปียนตัวแม่คริตตัวฮะโกนิ่งชาเลยอันนั้นชาก่อนนะตัวไปยินตะกายไปยินพิษเดมีนตะกายมีนพิษเดนั้นเรามาอากองสุนนั้นเรามาพัวมินโลยาเด้ถ้าเป็นแม่อากองสุนนั้นเรามาพัวมินชิมขันบูเบลินจัวนัวตินโกนัวสกอตเทมาเบพัวมินชิมขันเด้มินตาอันนี้เนี่ยพัวมินโลยาเด้อิงสิมินตาเนี่ยพัวมินโลยาเด้ชิมยินี่มีพยาอียิงคนมาเลี้ยงโลยาเด้ช่วยประกาศพิโลเด้ประกาศปอมาอีโลเลี้ยงโลยาบาเด้ดาปีแม่เอ็ดาก็ไม่ช่วยบุโตอยู่อ่ะเบตลินอยู่อ่ะก็ช่วยเด้นัวติงก็ช่วยเด้เลตมาชาตาชีเยเด้โยเซบินาเมบิตาพิชิงก็ขันปีละเนาะเนี่ยพวามินชิงขันน่ะเลยอากูก็ละโควอนเนี่ยเปียวเมสันเหนียวแน่มูแต่เทอิงมามวยบูเบลล์นิ่งชาดเลยก้องกินมีจีพันสินต่อตัวโลกามาสิเดมีปอมีเอายีเทมาสิเดลีทูมาสิเดตามโพสิเดพยัญชนะพิสิเดอากงลงพันสิบปีไปใส่ตัวตูฮะอาศิเยซูอาชีนี่กูช่วยพี่เราพัวมินได้เบลล์นิ่งชาเลยดาจับคริสต์มาสเดย์มาจะนอดูกะจูสูชิมอนเดคาริโตสิกนี่ตบท่าจะนอดูมาสิพูโลเลยนิ่งชาบจะนอนิ่งชาบละก็ไม่ใจอ่ะnow ส่งอันนี้นะจะนอดูกูงตีสิโตพัวมินชิมพิเดนิ่งชาเดกูงตีสิโตพัวมินชิมพิเดอันออกไว้พิเดบาเลคาริตโตพัวมินเดข้ามาพิบโปลาเดเอยาคาริตโตพัวมินเดวันยันเดเอยาดิโกจรอรูจีนตะเกกู
公我的也是到破面前面的，对嘛？破面面嘛，你帮家子破面那叫。比如跟人边破面的叫破面的鸟，白天天破片别那里就拿到对了。白身边白他妈啦白皮皮，嘛破面看个那个的，都破面的叫白都嘛标不，哪里没洗不？那，然就拿到边境白收银，身边的。ဒီပပညာရှင်တွေမွေးတဲ့အခါမှာကောင်းကင်မှာဘာနမိလက္ခဏာမှမရှိဘူးခရစ်တော်ဖွားမြင်တဲ့အခါမှာထူးဆန်းသောခြေပေါ်လာတယ်အဲ့ဒီထူးဆန်းသောခြေကအစိပ်ပိကပညာရှိဒီကိုလမ်းပြတယ်ခရစ်တော်ရှိတဲ့နေရာထိသူတို့လူထောက်ပြီးတော့ခရစ်တော်ကိုကိုးကွယ်ကြတယ်စဉ်းစားရအောင်နောက်ကောင်းကင်တမတိုးတင်ဒီရှိမှထင်ရှားတယ်ထင်ရှားတဲ့ကမတိုးတင်ဒီကတချင်းလဲဆိုတည်တယ်တိုးတင်ဒီလာချက်ချင်းဘယ်ရင်ကိုတွားပြီးတော့ခရစ်တော်ကိုတွေ့တယ်ကိုးကွယ်ကြတယ်ဒါကြောင့်ခရစ်တော်ဖွားမြင်တဲ့အခါမှာအနောဘွေထူးဆန်းသောခြေကောင်းကင်တမထင်ရှားတယ်ကောင်းကင်တမန်တချင်းဆိုတယ်ပညာရှင်တွေလာပြီးတော့ကိုးကွယ်ကြတယ်တိုးတင်တွေကလာပြီးတော့ကိုးကွယ်ကြတယ်ဒါဒီကနေ့နားလေရအောင်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကခရစ်တော်ဖွားမြင်ပြီးဖွားမြင်ခြင်းအန်အောဝေဖြစ်တယ်ဖွားမြင်ခြင်းမှာကျွန်တော်တို့အတွက်ဝိညာဉ်ရဲ့ကောင်းခြင်းမင်္ဂလာအများကြီးရှိတယ်ခံစားပြီလားခရစ်တော်ဖွားမြင်တဲ့အခါမှာပေါ်လာတော့ထင်ရှားတော့ခြေကပညာရှင်ဒီရှင်ဘရင်ဒီတထေးတွေခရစ်တော်ကိုတွေ့ရှိတယ်ဒူးထောက်ပြီးတော့ဥချခိုင်းတယ်ကောင်းကင်တမန်ဒီကလည်းပြောတယ်ကြီးရတယ်တချစ်စော်တယ်ဟာကောင်းလိုက်တာအဲ့ဒီမှာမရဘူးတွားပြီးတော့ခရစ်တော်တွေ့တယ်ကိုးကွယ်တယ်ဒါဆိုကျွန်တော်တို့ကဒီကျမ်းစာဆုံးလင်းစွာပင်ခရစ်တော်ဖွားမြင်ခြင်းအကြောင်းကိုဖော်ပြပေးတဲ့လူသားအတွက်ခမရခရစ်တော်ဖွားမြင်တဲ့ခရစ်တော်ကိုတွေ့ပြီလားလောကီတာပေါင်းတော်တွေ့ဆိုတဲ့ခရစ်တော်ကိုတွေ့ပြီလားကိုမိပါထိုခရစ်တော်ကိုတကယ်တွေ့တဲ့အခါမှာအခုနပြောတဲ့ဖွားမြင်ခြင်းနဲ့ဆိုင်တဲ့ဝိညာဉ်ရေးကောင်းကြီးသင်္ကန်းစာလက်တွေ့ကိုယ်ပိုင်ဥစ္စာဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်တို့အသက်ရှင်နေဒါကြောင့်ဒီနေ့ကစပြီတချင်းဆိုယူလက်မလုံလောက်ကြပါနဲ့တန်စင်ကောင်းယူနဲ့မလုံလောက်ကြပါနဲ့နောက်ပါဆိုခရစ်စမတ်နဲ့ပတ်သက်ပြီးဒီခရစ်စတ်တွေကျွန်တော်လို့ရတော့မယ်အဲ့ဒီခရစ်စတ်မှာမပြောပါနဲ့ဒီရင်ဘာလာဆိုတဲ့မပြောပါနဲ့ဖွားမြင်ခြင်းကတဲ့ခရစ်တော်ကိုတွေ့ပြီလားမတွေ့တဲ့ရင်ယခုတွေ့ဖို့ရဝိညာဉ်တော်အကူကြီးတောင်းပါသူကမြင်စီမယ်တွေ့တာနဲ့အခုနပြတဲ့ကောင်းကြီးအားလုံးခံစားပြီးတော့အဲ့ဒီထဲမှာသက်ရှင်တယ်ဒါကြောင့်တန်တဲ့ဖခင်ကောင်းကြီးပေးပါစေဆုံးသက်ဆုတောင်းပေးဖို့ Reverend Dr. Boiling ကျင်းစာ